ဒီမင်းခုပြပေးမယ်ရေခဲသားဝက်ဆက်လေးတွေကဆိုရင်ပေါင်ချိန်100နေမှ160အထိရတယ်ပေါ့နော်ဒီခုပြပေးမယ်ဝက်ဆက်လေးတွေကတော့3 in 1တီးတန့်လေးတွေဖြစ်ပါတယ်ရှင့်ပထမဆုံးပြပေးမှာကဒီအဖြူလေးဆိုရင်ဒီမှာဒီလိုမျိုးလေးလက်မှာအနာကော့လေးနဲ့မြင်လေးပဲပြပေးလိုက်မယ်နော်ဒါလေးဆိုရင်ဖတ်ပူစိမ့်လေးဒါလေးဆိုရင်ဖတ်ပူစိမ့်လေးသူကအပြည့်မှာပို့ပြီးတော့လှတယ်ရှင့်ကြည့်ဒီအသားနားတွေကလေဒီလုံးဝစိတ်ပူစရာမလိုဘူးเนาะလုံးဝအကောင်းကိုပဲတုံးပေးထားတာရှင်ဟုတ်ဒါလေးဆိုဒီစာအနာကိုလေးနဲ့ပန်းရောင်လေးဒီလိုမျိုးလေးဒီမှာဒါလေးဆိုရင်ဒီရောဒီဇိုင်းအစင်လေးဒီလိုမျိုးလက်မှာဒီလိုအနာကိုလေးနဲ့လာမယ်ရှင်ဟုတ်ဒါလေးဆိုရင်အစင်လေးဒါလေးလည်း3 in 1မယ်เนาะမမေခုပြထားတဲ့အင်ကြီးတွေမှန်တယ်များက3 in 1နေပါရှင်ဒီပဲဘောချင်တဲ့လူတွေအတွက်ကတော့ဒီလိုမျိုးအစင်တစ်တိုင်းလေးရှိရယ်เนาะဒါလေးဆိုရင်ခရမ်းဖြော်လေးခရမ်းဖြော်မှာဘေးဓာလိုမျိုးဘေးဓာအယောင်ဘက်ကိုနည်းနည်းသွားတယ်ဒါလေးဆိုလည်း3 in 1မယ်ရှင်ဒါလေးဆိုရင်လည်းပန်းရောင်လေးအပြင်မှာကလေဒီပို့ပြီးတော့လှတယ်မမေရဲ့ကင်မရာသိအယောင်ထက်သိပြီးတော့မမှန်ဘူးဖြစ်နေလို့ဒီလိုမျိုးနောက်ဆုံးဒါလေးဆိုအရန်လှတယ်အပြင်မှာကပို့ပြီးတော့လှတာလေးဆိုရင်ဒီအသားနာလေးရတစ်ချက်ကြည့်လိုက်ဒီလိုမျိုးလေး3 in 1ဆိုတာကဒီလိုမျိုးဘောင်းမီကတစ်ထည်ပါမယ်ဘောင်းမီအတူလေးကတစ်ထည်ပါမယ်ဒီဘောင်းမီအရှည်လေးကဒီမှာတစ်ထည်ပါမယ်ဒီလိုမျိုး